online ကမ္ဘာမှာသင်အချက်လက်တွေလုံခြုံစွာထားရှိနိုင်ဖို့ဆိုရင် Digital Citizenship Digital နိုင်ငံသားအဖြစ်ပြောင်းလဲနေထိုင်ဖို့လိုအပ်ပါတယ်။ဒါကတော့ကြော်ပါ။ကြော်ရဲ့ Digital လုံခြုံရေးနဲ့ပတ်သက်တဲ့ဗဟုသုတကတော့အောချရလောက်အောင်ပါပဲ။သူကအကောင့်တိုင်းမှာနှစ်ဆင့်အတည်ပြုခြင်း Two Factor Authentication ဖွင့်ထားတယ်။အများသုံး Wi-Fi သုံးရင် VPN နဲ့သုံးတယ်။စကားဝတ်တွေကိုအားကောင်းအောင်ထားတယ်။ပြီးတော့သူက online မှာတခြားသူတွေကိုလေးစားမှုနဲ့သာဆက်ဆံပါတယ်။ Cyberbullying လုံးဝမလုပ်ပါဘူး။မှန်ကန်တဲ့သတင်းတွေကိုသာမျှဝေတယ်။သတင်းမှားတွေသူ့ကြောင့်ဘယ်တော့မှပြန့်မှာမဟုတ်ပါဘူး။ online ကိုလုံခြုံစွာအသုံးချတတ်ပြီး digital ပတ်ဝန်းကျင်ကိုကောင်းမွန်အောင်ပံ့ပိုးနိုင်တာဟာ digital နိုင်ငံသားကောင်းတွေပါပဲ။ကြော့လို့ digital နိုင်ငံသားကောင်းအဖြစ်ကိုယ်တိုင်လည်းပြောင်းလဲနိုင်ပါတယ်။ digital နိုင်ငံသားကောင်းဖြစ်ဖို့သိထားရမယ့် digital citizenship နဲ့ Digital Security သင်ခန်းစာပြည့်စုံကို CSO Academy မှာလေ့လာနိုင်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ Pre-assessment, Post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်သလိုသင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးရတဲ့ Certificate ကိုပါရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy မှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။